မေတ္တာတရားလည်းငါသူ့ကိုယုံလောက်အောင်လုပ်ပေးလိုက်အောင်နိုင်ရှေးကဖြစ်ခဲ့တဲ့ပါရမီပညာလည်းသူ့ကိုငါထက်မြက်အောင်လုပ်ပေးလိုက်အကုန်လုံးကသူ့ကိုလိုလေသေးမရှိဘက်ဆုံးတောင်းဆုံးကနေအပြည့်စုံဆုံးလူသားတယောက်ဖြစ်အောင်လုပ်ပေးလိုက်တယ်ဒါကြောင့်လောကီဘက်မှာလည်းရုပ်အားဖြင့်လာမလားစကားပြောတာဖြင့်ဘာလားဘယ်ဘက်ကမှတိုက်တဲ့ရှုတော့ကနေပြီးတော့ရှင်လိုက်မြတ်စွာဘုရားကိုရှင်နိုင်တာမရှိဘူးဒါသူလုပ်ခဲ့တာသူရတာပဲလေအဲ့ဒါပါဟုတ်ဘဂဝါပြုကျင့်ခဲ့တဲ့ပါရမီတော်နဲ့ကြောင့်လောကီလောကုတ္တရာကောင်းမြတ်သောဂုဏ်ဖြာဖြာတို့ဖြင့်ကောင်းစွာဂုဏ်လုံးပြည့်စုံတော်မူပါတော့မြတ်စွာဘုရားဒါပါလိပြောနေတာကောင်းတဲ့စိတ်ကလေးကိုပုံဖော်နေတာမေတ္တာထားရင်ကောင်းတဲ့စိတ်ဖြစ်တယ်အခုမြတ်စွာဘုရားရဲ့အလုံးမှန်ကန်တဲ့ဂုဏ်တွေကိုဘုန်းတော်စဉ်းစားလိုက်ရင်ကောင်းတဲ့စိတ်ဖြစ်တယ်အဲ့ဒီကောင်းတဲ့စိတ်ဟာအေးသလားပူသလားတက်တာသလားပင်ပန်းသလားကိုယ်တိုင်သိနိုင်တယ်တက်တာလိမ့်မယ်နော်ချမ်းသာလိမ့်မယ်ငြိမ်းအေးလိမ့်မယ်နော်ကောင်းတဲ့စိတ်ရဲ့စွမ်းရည်တတိလေးကိုဘုံဘုံပြောနေတာကောင်းတဲ့စိတ်ဆိုတာဘာလို့မေတ္တာစိတ်ဘုရားအကြောင်းအာယုံပြုတဲ့စိတ်ဒါလူငယ်တွေနားလည်အောင်အကြံပေးပြောတာအဓိကတော့အလောဘအဒေါသအမောဟမေတ္တာဆိုတာအဒေါသဖြစ်ဖို့လုပ်တာနော်ခုနဗုဒ္ဓနုတ္တိဆိုတာအမောဟအတိတွေဖြစ်ဖို့လုပ်တာသိတော့ကောင်းသွားတာသူကဟုတ်လားတကယ်လို့ဘုန်းတို့အတုပဘာဝနာတို့ဘာလို့ပွားမယ်ဟုတ်လားအဲ့လိုလုပ်မယ်ဆိုရင်အလောဘထင်ထင်ရှားရှားဖြစ်မယ်ဆိုတော့နော်ခန္ဓာကိုယ်ရဲ့မတင့်တယ်မှုစဉ်းစားခြင်းဖြင့်အလောဘတိတိကျကျဖြစ်လူချင်းမမောမှုကင်းတဲ့သဘောတိတိတာဖြစ်မယ်အဲ့ဒီအချိန်မှာလည်းစိတ်ဟာတတ်တာမှုငြိမ်းအေးမှုရလိမ့်မယ်ဆိုတာကိုဘုန်းဘုန်းတို့သိနိုင်လိမ့်မယ်ပေါ့ဟုတ်လားအဲ့ဒီကောင်းတဲ့စိတ်ကိုခုမြတ်စွာဘုရားပြောနေတာနော်မိဘတွေကမပေးနိုင်တဲ့ချစ်တဲ့ခင်တဲ့လူတွေကမပေးနိုင်တဲ့ချမ်းသာမျိုးသူပေးလိမ့်မယ်ဟုတ်လားဒါကြောင့်ဘုန်းတို့ပြင်ဘက်မှာအာကိုအာရပြုစရာတကယ်မရှိပါဘူးကိုယ့်အတွက်အာကိုအာရပြုစရာကိုယ်တိုင်ကြိုးပမ်းအထုတ်လို့ဖြစ်ပေါ်လာတယ်ကိုယ့်ရဲ့ကောင်းတဲ့စိတ်ဘာဖြစ်လို့သူဟာဖြစ်စဲမှာကိုပဲအေးချမ်းစေတယ်ငြိမ်းအေးစေတယ်အခုအဲ့ဒါလေးကိုပြောနေတာဟုတ်လားဒါတည်းမကဘူးသူကြီးထွားလာပြီဆိုရင်သူဘယ်လိုစကားမျိုးပြောမှာတော့မှန်ကန်တဲ့အကျိုးရှိတဲ့စကားမျိုးပဲပြောမှာသူကြီးထွားလာပြီဆိုသူဘာပဲလုပ်မှာတော့သူကောင်းတာပဲလုပ်မှာဟုတ်လားအဲ့လိုဆိုရင်သူကဒီဘဝတွေကိုပဲနော်ပီတိနဲ့နှစ်သက်ရမယ်သူ့ရဲ့ဒီစိတ်စေနာတွေကနော်ဇောတန်ရဲ့တန်လုံးတယ်လို့ဒီဘဝနဲ့ဒိဋ္ဌာဓမ္မဝိနည်းကံနေနဲ့ကောင်းကျိုးချမ်းသာမရနိုင်ဘူးလားရနိုင်တယ်တန်တရားတစ်လျှောက်ဒီဘဝရဟန္တာမဖြစ်သေးလို့ဘဝဆက်ရအောင်မယ်ဆိုရင်လည်းပဲသူ့ရဲ့ဒီကောင်းမြတ်တဲ့စိတ်ကိုအခြေခံပြီးတော့ဖြစ်ပေါ်ခဲ့တဲ့လုပ်ရက်တွေပြောရက်တွေကသူ့ကိုဘာလုပ်မှာလဲကောင်းအောင်ပဲလုပ်မှာဒါကြောင့်မြတ်စွာဘုရားအကိုးခြင်းတယ်ဆိုရင်ကောင်းတဲ့စိတ်ကလေးသာဖြစ်အောင်လို့သူအားလို့တခြားဘယ်မှာအကိုရမရှိဘူးဆိုတာကိုထင်ထင်ရှားရှားပြောတာဒါကြောင့်ဘုန်းကဒီတရားလေးကဘယ်တော့မှမယိုးတဲ့တရားလေးပေါ့နော်ဘုန်းတို့အတွက်အမြဲတမ်းလိုအပ်တယ်ပေါ့အမြဲတမ်းနှလုံးသွင်းတဲ့ဘုန်းတို့ကဒီနားပဲမှားနေတာလေဒီနားမှာပဲလိုနေတာဒီနားလေးပဲလိုနေတာဟုတ်လားဒီနားလေးဖြည့်လိုက်ရင်ကိုကြည့်တော့တော့မှာနော်ဒီနားလေးဆိုတာဘာလဲဒီစိတ်ကလေးပဲဒီစိတ်ကလေးပဲနော်ဒါကြောင့်မြတ်စွာဘုရားနော်စိတ်အဓိကပဲစိတ်ဒေနာနေဒီလောကစိတ်ဒေနာပိကတတိလောကစိတ်ကကောင်းဆောင်နေတာစိတ်ဆွဲရကိုတတ်တော်တယ်ဒီလိုပါအောင်လိုက်နေရတာစိတ်ရအကုန်လုံးကပါတော့နောက်လိုက်ငယ်သားတွေကြီးပဲတကယ်တော့သူဆရာကြီးပဲတကယ်တော့အဲ့ဒီဆရာကြီးကိုဘာလုပ်နိုင်မှာလဲအခုကကိုင်နိုင်အောင်ဘုန်းဘုန်းတို့ကစူးစမ်းကြည့်နေတာဟုတ်လားအဲ့ဒါမကောင်းတဲ့စိတ်ဖြစ်ရင်တော့အဆိုးဆုံးရန်သူရဲ့နှိမ့်ဆက်တာကိုခံရမှာပဲကောင်းတဲ့စိတ်ဖြစ်ရင်တော့အကောင်းဆုံးမိတ်ဆွေရဲ့နော်ကုညီဆောင်မမှုကိုခံရမှာပဲဒီသဘောမျိုးပေါ့ဟုတ်လားဒါကြောင့်ဘုန်းတို့ဘုရားမှာဘာကြီးကြီးဆုံးလို့လဲလို့မေးရင်မကောင်းတဲ့စိတ်ဖြစ်ဖို့နဲ့ကောင်းတဲ့စိတ်ဖြစ်ဖို့ဒါကိုဘုရားရဲ့အဆုံးအမနဲ့ညှိမယ်ဆိုရင်ပပပပတအာကာရနဲ့မကောင်းတာမှန်သမျှမလုံးနဲ့ကုသလတဥပဒနာကောင်းတာမှန်သမျှပြည့်စုံစေရမယ်သာစိတ်တပရိယောဓမမိမိစိတ်ကိုဖြူရှင်အောင်စောင့်တင်းရမယ်မကောင်းမှုရှောင်ကောင်းမှုဆောင်ဖြူအောင်စိတ်ကိုထားကျောင်းဘဝမှာအဲ့ဒါကြောက်တုံးကြီးမှာအဲ့ဒါရေးထားနော်ဒါအကုန်လုံးကဒီထဲမှာပတ်ပြီးတော့ဘယ်လိုလို့အကျုံးဝင်မှာအခုကမကောင်းမှုရှောင်ကောင်းမှုဆောင်ပဲလားဟုတ်လားပြီးရင်ပါကြံသေးတော့ဖြူအောင်စိတ်ကိုထားလာရအောင်မယ်နော်အဲ့ဒါလေးကိုဘုမဘယ်လိုပြောရင်တော့ဟုတ်ပြီမကောင်းတဲ့စိတ်ကကြောက်စရာကောင်းတယ်ပြောခဲ့ပြီအချင်းချုပ်ကောင်းတဲ့စိတ်ကအာကိုတိုက်တယ်ပြောခဲ့ပြီအချင်းချုပ်အဲ့လိုဆိုရင်မကောင်းတဲ့စိတ်မဖြစ်ဘဲနဲ့ကောင်းတဲ့စိတ်ဖြစ်အောင်ဘုန်းတို့ဘယ်လိုလုပ်မလဲကဲနီလန်းပိုင်းဆိုင်ဒါလည်းအကြီးကြီးလိုအပ်တာပဲလို့ထင်နော်ဘယ်လိုလုပ်မလို့တတိပဋ္ဌာန်နီးပညာနဲ့လုပ်ရအဲ့ဒါအထီအောင်ဆုံးပြည့်စုံဆုံးပဲနော်တတိပဋ္ဌာန်ဆိုတာကကိုယ်ခန္ဓာမှာထင်ရှားဖြစ်ပေါ်နေတဲ့သဘာဝတရားကိုဖြစ်ပေါ်စေအခိုက်အတန့်မှာအတိအမှတ်ပြုပြီးတော့နေတဲ့နည်းကိုပြောတာပို့ပြီးတော့ရှင်းအောင်ပြောရင်ကိုနားလည်အောင်ကြိုးစားတတ်အောင်သင်ပေးတာနည်းပဲဘုန်းတော်ကကိုယ်ခန္ဓာကိုယ်ကြီးနဲ့အတူတူတာနေနေတာသိတာမဟုတ်ဘူးကိုယ်စိတ်ကိုလည်းဘာမှသိတာမဟုတ်ဘူးနော်ကိုယ်စိတ်ကိုသိတတ်တဲ့နေရာမှာပဲထားတာသိအပ်တဲ့နေရာမှာမထားဘူး
သိရသူနဲ့တော့လိုက်သိနေတာသူ့ကိုပြန်သိရအောင်မှမသိဘူးသဘောပေါက်လားဒီစကားလေးကိုသဘောပေါက်လားသူနဲ့ပဲလိုက်သိသူနဲ့တော့လိုက်သိဒါဒီသူ့ကိုပြန်ပြီးတော့သိရအောင်မှမသိဘူးသူ့ကိုပြန်သိနိုင်မှဘုန်းလို့သူ့ကိုကိုင်းတွယ်နိုင်မှာသဘောပေါက်လားသူနဲ့လိုက်သိနေုံနဲ့တော့သူနဲ့လိုက်သိတာကိုကြိုးစားတယ်လို့စိတ်ကသူ့တဘာဝအတိုင်းသူသိနေတာပဲအဲ့ဒီဟာသိနေတဲ့တဘာဝကိုပဲနောက်ထပ်သိနေတဲ့တဘာဝနဲ့ထပ်သိရမယ်ဒါမို့ဆိုလို့ကြီးဟောရတာယူတော့မဆိုရှေ့စိတ်နောက်စိတ်ရှေ့စိတ်ကိုနောက်စိတ်နဲ့လိုက်သိရှေ့စိတ်ကမရှိတော့ဘူးတကယ်အဲ့နောက်စိတ်လိုက်သိတဲ့စိတ်နဲ့လုံးကြည့်လို့ရှိရင်လောကရဲ့သဘောကိုအများကြီးနားလည်တယ်တော့သတိပဋ္ဌာန်ဆိုတာဘာတော့ခုလိုရင်းလေးပြောနော်ကိုဓမ္မရဏအလူရှင်နော်15မိနစ်လောက်ဝိပဿနာတရားလေးအားထုတ်ခြင်းပါတယ်ဆိုပြီးတော့တောင်းဆိုထားတယ်ရှိအဲဒါမကြည့်ရွယ်ပဲနဲ့ရောက်သွားစကားအဲ့ဒီလမ်းကြောင်းရောက်သွားနော်အဲ့ဒါသတိပဋ္ဌာန်ဆိုတာဘာတော့ကိုယ်အကြောင်းကိုကိုမှန်မှန်ကန်ကန်သိအောင်ကြိုးစားတာကိုယ်အကြောင်းဆိုတာကိုယ်ခန္ဓာကြီးရဲ့အကြောင်းကိုပြောတာပေါ့နော်ကိုယ်ခန္ဓာကြီးကနော်ဖောက်ပြန်တဲ့ရုပ်အစုကြီးနဲ့အခြေခံတိဆောက်တာဖောက်ပြန်တဲ့နေရအဖျားတစ်ထောက်စားတော့မရှိဘူးနော်စပင်ဝေးစားချီဝါဆိုအကုန်လုံးကဘလောင်းပလဲအရာတွေကြီးပဲဘာမှစိတ်မချတော့မသေးကြတော့မရေရတော့နော်တမျိုးမျိုးထဲမှာရက်တည်၍မနေတော့ဖြစ်ချင်တယ်လို့ဖြစ်နေတော့သဘာဝကိုရုပ်လို့ခေါ်တာဟုတ်လားအဲ့ဒီရုပ်မှာနံတရားနှီးပြီးတော့ဖြစ်နေတယ်နံတရားမှာစိတ်ကကောင်းဆောင်တယ်မြင်လိုက်ရင်သိတယ်ကြားလိုက်ရင်သိတယ်ဆိုတာဝိညာဏတ6ခုဟုတ်လားအဲ့ဒီသိပြီးရင်ဘာတော့ချမ်းသာတဲ့ဆင်းရဲတဲ့ခံစားရမယ်ပေါ့နော်ဒါအကောင်ဆိုးဘာလာညာလာမှတ်ထင်မယ်ဆွဲလန်းမယ်ဆိုတာတွေကပါလာပြီဟုတ်လားအဲ့ဒီမှာတုံ့ပြန်မှုတွေပါလာခံစားရမှတ်သားတယ်တုံ့ပြန်တယ်ဒီသုံးခုခြံရံပြီးတော့သိတယ်ဆိုတဲ့သဘာဝဖြစ်တယ်ဒါကိုနမခန္ဓာ၄ပါးခေါ်တာပေါ့နော်အဲ့ဒီသဘာဝတွေကိုအမှန်ကန်သိကြိုးပမ်းအထောက်တဖို့မြတ်စွာဘုရားသင်ပေးတဲ့နီလန်းပဋိပဋ္ဌာန်ဆိုတာအဲ့ဒီနီလန်းတွေအကျယ်ကြီးတွေကလူရင်းကိုအနှစ်ချုပ်အကုန်လုံးစုစည်းပြီးတော့အနှစ်ချုပ်လိုက်ရင်ဖြစ်တိုင်းသိဒါပဲနောက်စကားမှာများဘူးနော်ဖြစ်တိုင်းသိဒီကလုံးမှာ၃လုံးနဲ့ဖြစ်တိုင်းသိတတ်ပြီးတော့ရှင်းရမလို့ဘလို့သိရမှာတော့ဖြစ်နေတဲ့အတိုင်းသိဖို့ပဲဒါနည်းနည်းလေးချဲ့လိုက်ပြီပေါ့နော်ဖြစ်တိုင်းသိရမှာဘလို့သိရမှာဖြစ်နေတဲ့အတိုင်းသိကိုသိကျင်တယ်လို့မသိနဲ့လို့ဟုတ်လားသူကပူနေတယ်လို့ပြရင်ပူနေတယ်လို့ပဲသိလိုက်သူကအေးတယ်လို့ပြရင်အေးတယ်လို့ပဲသိလိုက်သူကစိတ်ဆိုးတယ်လို့ပြရင်ဆိုးတယ်လို့ပဲသိလိုက်ကောင်းတယ်လို့ပြရင်ကောင်းတယ်လို့ပဲသိလိုက်သူ့ကိုမှတ်တမ်းတင်တာပဲတကယ်ကအဲ့ဒါဆိုလို့ရှိရင်သူတို့ကဘာတွေလဲဆိုတာကိုတဖြည်းဖြည်းနဲ့နားလည်လာတယ်ပေါ့တကယ်တမ်းကအဲ့ဒီဖြစ်ပေါ်သမျှသဘာဝတရားအလုံးဟာအနိစ္စဒုက္ခအနတ္တပဲဒါပဲလေကိုသိတာမသိတာတခဏနော်သူတို့ကတော့ဒီလမ်းကြောင်းမှာသွားနေတာအနိစ္စဆိုတာဘာလို့မတည်မြဲတဲ့သဘောခုဖြစ်ပြီးတော့အခုမရှိတော့ဘူးအဲ့ဒါမဟုတ်တော့ဘူးအခုနောက်ထပ်တစ်ခုဖြစ်နေတယ်ခုဒါဖြစ်တယ်နောက်အခုမှအဲ့ဒီဟာမဟုတ်တော့ဘူးသူအဲ့လောက်ထိမြင်မြင်ဆန်းဆန်းသူသွားတာနော်အခုဆိုတာလည်းပို့ပြီးတော့များအောင်မပြောတတ်တော့လို့ပြောမရလို့တကယ်တမ်းကတော့တစ်စက္ကန့်ရဲ့အပုံတရားပုံလေးပြောလို့ရတယ်အပုံ1000ပုံရင်လည်းပြောလို့ရတယ်အဲ့ဒါပြီးရင်နောက်ဟာသူရှိရဖြစ်ခတာသူမဟုတ်တော့မရှိတော့ဘူးဒီလိုသွားနေတာအဲ့ဒါကိုခေါ်တော့အနိစ္စဟုတ်လားအဲ့ဒါလို့ဒလဇက်ပြောင်းလဲနေတဲ့အတွက်ကြောင့်ကောင်းမွန်တဲ့အရာမဟုတ်ဘူးနှစ်သက်ဖွယ်ရမျက်နှိုးဖွယ်ရဆွဲလန်းသိပ်ပိုက်เสียမျက်နှိုးစရာကောင်းတဲ့ရယူခြင်းစရာကောင်းတဲ့အရာမဟုတ်ဘူးဆိုတာဘာပြောတာလဲဒုက္ခဟုတ်လားတဘာဝတရားရဲ့အဓိကသူတို့ရဲ့လက္ခဏာပေါ့နော်ပြောင်းလဲနေတာရဲ့ကောင်းမွန်တဲ့သဘောမဟုတ်တာရဲ့အဲ့ဒီမပြောင်းလဲတာကြီးကိုပြောင်းလဲနေတာကြီးကိုမပြောင်းလဲအောင်လုပ်လို့မရမကောင်းမွန်တာကြီးကိုကောင်းမွန်အောင်လုပ်လို့မရဘယ်သူမှဝင်ရောက်ဆွတ်ဖက်လို့မရတဲ့သူလမ်းကြောင်းသူသွားနေတာကြီးကိုဒီတိုင်းပဲကြည်နေရတယ်ကြည်နေရင်လည်းလို့ဘာမှလုပ်လို့မရဘူးဒီချစဉ်းစားနော်ဒီရုပ်တည်နေတွေကသူဖြစ်เสียရှိတဲ့အကြောင်းနဲ့သူသွားနေတာအမှုတည်ချင်းကြလို့တည်ဘယ်သူမှမတတ်နိုင်ဘူးဒီတိုင်းပဲဝိညာဉ်ကြလို့မွေးလာတယ်ဒါလည်းဘယ်သူမှမတတ်နိုင်ဟုတ်လားသူ့ရဲ့အကြောင်းကိုသူ့ကိုမကြိုက်ဘူးဆိုသူ့အကြောင်းကိုဘုန်းတို့ဖြစ်စည်းနိုင်မှဒီအကျိုးကရက်သွားတယ်နော်တော့ဖြစ်လာပြီဟိအကြောင်းရှိလို့ဖြစ်လာပြီဟိဆိုဘယ်သူမှဘာမှမတတ်နိုင်ဘူးဖះလည်းမတတ်နိုင်ဘူးအဲ့ဒါမျိုးအစိုးအပိုင်လုပ်လို့မရတာဘာခေါ်တော့အနတ္တဒါပဲယုံတန်တို့ရဲ့လမ်းစဉ်ဒါပဲအိဋ္ဌဒုက္ခအနတ္တအဲ့ဒီအိဋ္ဌဒုက္ခအနတ္တမှာဘယ်သူခေါင်းချုပ်အဓိကအကြဆုံးအရေးကြီးဆုံးသိရမှာလဲလို့အိဋ္ဌကိုနားလည်ဒုက္ခနဲ့အနတ္တအလိုလျောက်နားလည်သွားလိမ့်မယ်ဟုတ်လားအဲ့ဒါဘာတော့ခုဘုံပြောနေတာတတိပဋ္ဌာန်ဆိုတာကိုအကြောင်းကိုသိအောင်လုပ်တာကိုအကြောင်းဆိုတာဘာလို့ဆိုတော့အမြဲတမ်းဖောက်ပြန်ကြောင်းလဲနေတဲ့ရုပ်စုနာစုဖြစ်ပေါ်နေတဲ့သဘာဝဟုတ်လားအဲ့ဒါကိုသိဖို့အတွက်ဘုန်းတို့ရဲ့လုံးဆက်တွေမပါဘဲနဲ့အတွေးအမြင်တွေအထင်တွေမပါဘဲနဲ့ဖြစ်နေတဲ့ဒိုင်းလေးသိနေလို့ပြောတာအဲ့ဒါသိနေရင်သူ့သဘာဝကိုဘုန်းတို့တဖြည်းဖြည်းနဲ့တည်ငြိမ်မှုလေးရလာတာနဲ့အများရိပ်မိလာမှာပေါ့နော်ကိုလိုကမှာဖြစ်နေတာလေးကိုဖြစ်နေတဲ့ဒိုင်းလေးသိဖို့ပဲ
သူဆိုးတယ်လို့လည်းပဲမှတ်ချက်မပေးနဲ့ကောင်းတယ်လို့လည်းပဲမှတ်ချက်မပေးနဲ့ဟုတ်လားသူဖြစ်နေတာကိုဖြစ်နေတဲ့အတိုင်းဒီအနေဆာကိုတိကိုတိလိုက်ဟုတ်လားသဘောပေါက်ရဲ့လားအဲ့ဒီတတိပဋ္ဌာန်နည်းဟာစောစောကပြောခဲ့တယ်မကောင်းတဲ့စိတ်ကိုမဖြစ်ဖို့ကောင်းတဲ့စိတ်တွေဖြစ်ဖို့အတွက်ကြိုးပမ်းအထောက်တဲ့နေရာမှာအထီအောင်ဆုံးနေလမ်းပဲဒါကြောင့်မြတ်စွာဘုရားဒီနွေကာလရဲ့နောက်ဆုံးလမှာရုတ်တရက်အခါမဲ့မိုးကြီးရွာနော်မဟာအကာလမေကောနွေကာရဲ့နောက်ဆုံးလတနွေကာလုံးပူထားတာဆိုတဲ့အခါကျတော့6တရားပြီးတော့ဖုံနေဟာအကုန်လုံးကမြူတွေအနေနဲ့ကောင်းနေမှာအုံမှိုင်းပြီးတော့တခါလေးနီးပြေးပြေးဖြစ်နေတာရှိတယ်အဲ့ဒါမြူတွေပေါ့နော်တနွေကာလုံးပူထားတာကြီးတယ်ဟုတ်လားအဲ့ဒီမြူတွေကိုတဲ့အကာလမေကအခါမဲ့ရွာလိုက်တဲ့မိုးကြီးဟိုးတော့ရွာချစောစောတုန်းကမှနီးပြေးပြေးနဲ့အုံမှိုင်းနေရတယ်မိုးလဲလင်းသွားရင်ဘာမှမရှိတော့ကြီးလဲပြီးတော့ကောင်းကင်ကပြားပြီးတော့ကြီးလင်းသွားတယ်အဲ့ဒါလည်းဥမာပေးတယ်အခါမဲ့ရွာလိုက်တဲ့မိုးကြီးဟာကောင်းကင်မှာစိုင်းနေတဲ့မြူတွေတခဏချင်းပဲဖယ်ရှားပြစ်လိုက်တယ်လို့မျိုးကိုယ့်ရဲ့စိတ်နှလုံးမှာဖြစ်ပေါ်နေတဲ့မကောင်းတဲ့ဓာတ်တွေမကောင်းတဲ့အမြင်တွေမကောင်းတဲ့အတွေးတွေမကောင်းတဲ့စိတ်တွေအကုန်လုံးကိုတတိပဋ္ဌာန်တရားပွားများအပ်သောတတိပဋ္ဌာန်တရားတခဏချင်းဖယ်ရှားနိုင်တယ်လို့တတိပဋ္ဌာန်တိုင်ပါအဲ့တဲ့ဟောဟုတ်လားဒါကမကောင်းတဲ့စိတ်ကိုဖယ်ရှားနိုင်တယ်ဆိုတာကိုဒေသနာတက်တည်ပြောတာပေါ့နော်နောက်ကောင်းတဲ့စိတ်ကိုဖြစ်ပွားစေတယ်ကြတော့ဘယ်လိုပြောလို့အဲ့ဒါကျတော့ကောင်းကင်နဲ့ဥမာပေးအထက်မိုးကောင်းကင်မှာလေမျိုးစုံတိုက်တယ်အရှိလေနောက်လေတောင်လေမြောက်လေလေချမ်းလေနုလေအီဘူးလေအေးအစွန်ကိုတိုက်တယ်တဲ့အထက်မှာအဲ့လိုပဲတတိပဋ္ဌာန်တရားပွားလို့ရှိရင်တမ္ပလန်တရား၄ပါးဣတိပတ်၄ပါးဘိုး၅ပါးဣန္ဒြေ၅ပါးဘုဇင်9ပါးမဂ္ဂင်10ပါးဗောဓိပက္ခတရား39ပါးကိုယ်ရောနော်အဲ့ဒီ